နန်းတော်လိုကြီးမားပြီးတဘာဝဆန်တဲ့အင်ကြီးတစ်လုံးကနောက်ခံမှာတည်ရှိနေတယ်အဲ့ဒီလိုအပြုံးမျိုးကိုသူမမျက်နှာပေါ်မှာကျွန်တော်မမြင်ခဲ့တာကြားနေပြီ Rush ကကျွန်တော်ယုံနာမှာတော့အိမ်တစ်လုံးဝယ်ထားခဲ့တယ်သူမကျွန်တော်နဲ့နီးနီးနားနားနေနိုင်ဖို့ပေါ့နေ့တိုင်းအလုပ်ဆင်းပြီးရင်သူမကကျွန်တော်တို့စီအရင်လာတယ်ပြီးမှမင်းစီပြန်သွားတာ Tyler ကအဲ့ဒီစကားတွေကိုအေးအေးဆေးဆေးပဲပြောနေခဲ့တယ်ဒါပေမဲ့စကားတစ်လုံးချင်းစီကအစိတ်လူးထားတဲ့အတစ်ချောင်းလိုကျွန်တော်နှလုံးကိုထိုးဖောက်နေခဲ့တယ် Howard ကျွန်တော်ဒီလိုပြောတာမင်းကိုနားကျင်စေချင်လို့မဟုတ်ပါဘူးကျွန်တော်တို့ကိုမိသားစုတစ်ခုအနေနဲ့နေခွင့်ပေးဖို့ပဲမျှော်လင့်တာပါအင်းမကိုမိသားစုမစုံပဲကြီးပြင်းစေချင်မှာမဟုတ်ဘူးမလားမိသားစုအဲ့ဒီစကားလုံးကိုကျွန်တော်ပါစက်ထဲမှာပြန်လည်နေမိတယ်အရာအလုံးကဟာတာမဲစားတစ်ခုလိုပဲခံစားရတယ်ကျွန်တော်သူ့ကိုစိုက်ကြည့်ပြီးတွားကြကနေစကားနှလုံးကိုဖိညစ်ထုတ်လိုက်တယ်ရင်ဘတ်ထဲကနာကျင်မှုကပိုဆိုးလာတယ်နှဖူးမှာချွေးတွေထွက်လာတယ်အေးဆေးပါ Howard Tyler ကလုံးဝမကြောက်တဲ့အတန်နဲ့ပြောတယ်ခင်ဗျားကျွန်တော်ကိုလက်ထိလိုက်တာနဲ့ Rachel ကဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးခွင့်လွှတ်မယ်ကျွန်တော်ရဲချင်သွားတယ်ဒီအခြေအနေထိရောက်နေပြီဆိုဘသူခွင့်လွှတ်မှုကိုလိုသေးလို့လဲကျွန်တော် accelerator ကိုအဆုံးထိဖိချလိုက်တယ်ကားကရုတ်တရက်ရှိကိုထိုးထွက်သွားတယ်Tylerကထိတ်လန့်ပြီးနောက်ဆုတ်သွားကမြေပေါ်လဲကျသွားတယ်ကျွန်တော်ကားကိုနောက်ပြန်ဆုတ်ပြီးသူ့စီကိုတက်တက်ပြန်ချိန်လိုက်တယ်ပြီးတော့အရှိန်ကိုနှစ်ခါတိတိထပ်တင်လိုက်တယ်အင်ဂျင်တန်ကကားပါကင်အလွတ်ကြီးတဲ့ပဲတင်ထက်နေခဲ့တယ်Tylerရဲ့မျက်နှာကဖြူဖြောသွားပြီးဖုန်းကိုအလင်းအမြန်ထုတ်လိုက်တယ်ရဲကိုခေါ်လိုက်ပြီးဒီဝက်ဆိုတဲ့ကောင်ယူသွားပြီးငါ့ကိုတတ်တော်မယ်ကျွန်တော်သူ့ကိုလုံးဝမကြည့်တော့ဘူးစတီယာရင်ကိုလှည့်ပြီးသူ့ဘေးကနေဖြတ်မောင်းထွက်သွားလိုက်တယ်နောက်ကြည့်မှန်ထဲမှာတော့သူမြေပေါ်ကနေတဖြည်းဖြည်းထွက်နေပြီးကျွန်တော်ကားကိုအေးဆက်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့တယ်နှက်ခမ်းတောက်မှာလည်းထူးဆန်းတဲ့အပြုံးတစ်စင်းပေါ်နေခဲ့တယ်အဲ့ဒီညမှာ Rachel စီက message ဝင်လာတယ် Hey babe ဒီညနှစ်ယောက်ထဲနော်ဝိုင်းနဲ့ဖျောင်းတိုင်တွေမမေ့နဲ့အဲ့ဒီစာကိုကြည့်ပြီးကျွန်တော်ဘာမှမခံစားရတော့ဘူးရင်ထဲမှာအေးဆက်နေတယ်ည၈နာရီရောက်သွားပြီမဲ့သူမှပြန်မလာဘူးဖုန်းခေါ်တိုင်း voice email ပဲဝင်တယ်စာပို့တာလည်း reply မလာဘူးကျွန်တော်သူမ social media ကိုဖွင့်ကြည့်လိုက်တယ်တနာရီလောက်ကတင်ထားတဲ့ post အသစ်တစ်ခု My love forever ပုံထဲမှာနာရီတစ်လုံးပါနေတယ်အဲ့ဒီနာရီကိုသူမ shopping cart ထဲထည့်ထားတာကျွန်တော်မှတ်မိတယ်အခုတော့အဲ့ဒီနာရီကယောက်ျားတစ်ယောက်ရဲ့လက်မှာရှိနေတယ်အဲ့ဒီလက်မှာထင်ရှားတဲ့အညိုဖြော်မွေးရပါအမှတ်တစ်ခုရှိတယ်ဆေးရုံမှာထားလို့လက်ပေါ်မှာမြင်ခဲ့တဲ့အမှတ်နဲ့တပုံစံနဲ့ကျွန်တော်နှလုံးကိုမမြင်ရတဲ့လက်တစ်ဖက်ကပြင်းပြင်းနေတယ်လို့ခံစားရတယ်အသက်ရှူရခက်လာတဲ့သူမမှာအကြောင်းပြချက်တစ်ခုတော့ရှိမယ်ဆိုတဲ့နောက်ဆုံးမျှော်လင့်ချက်လေးပါပျောက်ကွယ်သွားခဲ့တယ်ဒါဆိုသူနဲ့ကျွန်တော်ကြားမှာ Rachel ကရွေးချယ်ပြီးသားပဲဒီအိမ်ထဲကအသေးစိတ်အရာအလုံး three ball တွေအလှဆင်ပစ္စည်းတွေအားလုံးကိုသူမအကြိုက်နဲ့ရွေးထားခဲ့တာကျွန်တော်ကတော့ဒီအိမ်ကိုကျွန်တော်တို့နှစ်ယောက်ရဲ့အိမ်လေးဆိုပြီးရှိသမျှအရာအားလုံးဖက်တိဆောက်ခဲ့တာဒါပေမဲ့အခုပတ်ဝန်းကျင်တစ်ခုလုံးကအစံပြီးအလွတ်ကြီးလို့ခံစားရတယ်ဒီအိမ်ထဲမှာကျွန်တော်ဘေးမှာလက်အိတ်ခဲ့တဲ့ညတွေတုန်းကသူမဘာတွေစဉ်းစားနေခဲ့တာလဲကျွန်တော်အကြောင်းလားဒါမှမဟုတ်သူမကိုမမေ့လို့ခေါ်တဲ့ကလေးမလေးအကြောင်းလားအဲ့ဒီအချိန်မှာဖုန်းမိလာတယ် Rachel စီက even ဒီညအလုံးနောက်ကြမယ်တော်တော်နောက်ကြနိုင်တယ်မင်းအရင်အိမ်နဲ့နော်မဆောင်နဲ့သူမအတန်ထဲမှာမတိမတာအပြစ်ရှိတယ်လို့ခံစားချက်တစ်ခုပါနေတယ်ကျွန်တော်2စက္ကန့်လောက်တိတ်နေပြီးမှ okay မင်းလုပ်เสียရှိတာလုပ်လိုက်လို့ပြောပြီးဖုန်းချလိုက်တယ်ကျွန်တော်ပစ္စည်းတွေစထုတ်တော့တယ်ကွာရှင်းဖို့ဆုံးဖြတ်ပြီးသားဆိုတော့သူမမရှိတဲ့ဘဝကိုအခုကလေးကကျင့်သုံးရတော့မယ်အဝိဗီဒိုတွင်းဆုံးတွားဖို့ကိုဖွင့်ပြီးအလေးကြီးကြကတဲ့ထဲကိုယူမလို့လက်နိုင်လိုက်တဲ့အချိန်မရှိတဲ့အရာတစ်ခုကိုထိမိသွားတယ်အနက်ရောင် voice recorder လေးတစ်ခုဒီတော့ဝထဲကပစ္စည်းတိုင်းကိုကျွန်တော်ကိုယ်တိုင်ထည့်ထားတာသိချာသိတယ် Rachel ကဒီနေရာကိုဘယ်တော့မှမကြည့်ဘူးဒါဘယ်ကရောက်လာတာလဲဘယ်အချိန်ကထည့်ထားတာလဲပြီးတော့ဒီထဲမှာဘာတွေရှိနေတာလဲကြောရိုးတစ်လျှောက်အေးဆက်တဲ့ကြောက်ရွံ့မှုတစ်ခုတက်လာတယ်သူမကျွန်တော်ကိုစောင့်ကြည့်နေခဲ့တာလားဒီ recorder ကကျွန်တော်တို့အိမ်ရပေးမှာပဲရှိနေခဲ့တာဖွင့်ကြည့်ဖို့စူးစမ်းပေးမယ် password ခံထားတယ်အဲ့ဒီညတညလုံးကျွန်တော်လဲပြီးအိမ်မပြောနိုင်ခဲ့ဘူးညနေသွားချိန်မှာရင်းနှီးတဲ့ကိုနဲ့တစ်ခုမိကက်လာတယ် Rachel ကနောက်ကနေတိတ်တိတ်လေးဖတ်လိုက်တယ်ကျွန်တော်တကူလုံးတင်းကျပ်သွားပြီအလိုလိုကောင်းကိုလှည့်ဆောင်လိုက်မိတယ်အဲ့ဒီတင်းငယ်တဲ့ရှောင်ထွက်မှုလေးကပဲနှစ်ယောက်လုံးကိုတိတ်ဆိတ်သွားစေခဲ့တယ် Rachel ကချက်ချင်းလက်လွတ်ပြီးအိမ်ရပေါ်ကဆင်းသွားတယ်ငါရေသွားချိုးလိုက်ဦးမယ်သူမအတန်ကအလောတကြီးဖြစ်နေတယ်သူမဖုန်းကိုမယူသွားခဲ့ဘူး screen ကတောက်လာပြီး WeChat notification တွေဆက်တိုက်တက်လာတယ် Saturday night တစ်ခုကကျွန်တော်မျက်လုံးနဲ့စူးစူးဝါးဝါထိုးဝင်လာတယ် Tyler babe အိမ်ပြန်ရောက်ပြီလားမင်းကိုလွမ်းနေပြီကျွန်တော် screen ကို swipe တင်လိုက်တယ် chat history ကအဆုံးမရှိသလိုရှည်လျားနေခဲ့တယ်ကျွန်တော်မျက်လုံးမိတ်ပြီးဖုန်းကိုခိုးဝေးတစ်ခုစီပြစ်တင်လိုက်တယ်နောက်ထပ်စာတစ်ကြောင်းတောင်မဖတ်နိုင်တော့ဘူးတစ်ချက်တက်ကြည့်ရတာတောင်ဆက်ဆုပ်စရာဖြစ်နေတယ်10မိနစ်လောက်ကြာတော့ Rachel ရေချိုးခန်းကထွက်လာတယ်ဖုန်းနေရာပြောင်းသွားတာကိုတွေ့ပြီးသူ့မျက်နှာဖြူသွားတယ် Ethan မင်းကဖုန်းကိုကြည့်ခဲ့တာလား notification တွေတက်နေတာစိတ်ရှုပ်လို့ကျွန်တော်နောက်မလဲပဲအေးဆက်ဆက်ပြန်ပြောလိုက်တယ်မနေ့ပြန်ငါခီးထွက်မယ်သူမကအလင်းမြန်ရှင်းပြဖို့ကြိုးစားတယ်အတန်ထဲမှာစိုးရိမ်မှုတွေပြည့်နေတယ်ဒါပေမဲ့ကျွန်တော်မျက်လုံးမိတ်ထားပြီးတိတ်ဆိတ်မှုနဲ့ပဲအပြေးပေးလိုက်တယ်နောက်ဆုံးတော့သူမတက်ပြင်းရှိတစ်ချက်ချပြီးတူတူလေးပြောတယ် Good night